ကျွန်မအရေးကြီးဆုံးဟာလို့ပဲပြောချင်တာပါဒီမှာ CDM မှာမပါဝင်သေးတဲ့ပြည်သူဝန်ထမ်းတွေအားလုံးပြည်သူတွေအားလုံးကိုကယ်တင်တဲ့အနေနဲ့ကူညီတဲ့အနေနဲ့အားလုံးရဲ့အနာဂတ်တွေလှပဖို့အတွက်အားလုံးပါဝင်ပေးကြပါပူးပေါင်းပေးကြပါရုံးမတက်ဖယ်နေပေးကြပါလို့ကျွန်မမေတ္တာရက်ခံချင်ပါတယ် CDM မှာပါဝင်ပေးတဲ့ပြည်သူဝန်ထမ်းများအားလုံးအတွက်ကိုလည်းစောင့်ရှောက်မှုတွေအားလုံးတရားဝင်အားလုံးရှိထားပြီးသားလို့ပြောချင်ပါတယ်ရှင်ပြီးတော့နိုင်ငံတကာအနေနဲ့ရကလူတန်းထားတဲ့တရားဝင်စောင့်ရှောက်မှုတွေလည်းရှိနေပါတယ်လို့ပြောချင်ပါတယ် ရုံးမတန်းနဲ့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 အမေမဲဝါလို့ gas spray ဖြစ်နေတဲ့ခလေးတွေအတွက်ကျွန်မလာပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ပြည်တီဦးပါခင်ဗျာဒီတိုက်ပွဲအတွက်ကိုအရေးကြီးဆုံးက CDM ပါပဲ CDM အောင်မြင်မှပဲဒီတိုက်ပွဲဟာအောင်မြင်မှာပါဒါဟာအရန်သိကြပါတယ်တို့တွေတည်တည်ချာချာစီစဉ်နေပါတယ်ကျွန်တော်မိသားစုကိုယ်တိုင်လည်းပါဝင်လူတန်းထားပြီးသားဖြစ်ပါတယ်ပါဝင်လူတန်းနေကြတဲ့အမျိုးမျိုးအနေနဲ့အရက်ရက်နိုင်ငံခြားကနေပြီးတော့လူတန်းကြသူတွေလည်းအများကြီးပါဒါကြောင့်ညီကုန်းချုပ်ပြောချင်တာက CDM မှာပါဝင်ပေးကြပါ CDM ကိုလည်းတိကျပါဝင်ပေးကြပါလို့တကယ်ကိုညင်နေရတဲ့အနူးညွတ်တောင်းဆိုကြပါတယ် generation တွေပေါ့သူတို့ယုံကြည်တဲ့ဟာကိုဆွဲမလျှော့ဘဲနဲ့ဆက်တာလို့မအောင်မြင်ဆိုတာရှိအောင်မရှိဘူးဖြစ်ကိုဖြစ်တယ်အဓိကယုံကြည်မှုအားထည့်မှုဒါပဲ ဒီလိုရေကောလို့ CDM မှာပါဝင်ဖို့အတွက်မင်းကပြောချင်ပါတယ်အလူပိထားရှင်အကုန်လုံးဟာ CDM မှာပါဝင်တဲ့သူတွေအကုန်လုံးကိုကူညီပေးဖို့သိရှိနေပါတယ် ဟုတ်ကဲ့တနိုင်ငံလုံးအားမငယ်ပါနဲ့ရုံးမတက်နဲ့ရုံးထွက်ကြပါကျွန်တော်တို့ရုံးထွက်ကြပါမယ်နော်ဝင်နေတယ် CDM လို့ထားပဲကျွန်တော်ပြောတာဟုတ်ပါတယ်နော်ဟုတ်ပါတယ်အဲ့အတွက် CDM ထပ်ပြီးတော့လုပ်ပေးဖို့ထပ်ပြောချင်ပါတယ် CDM ဆက်လုပ်ကြပါဘို့တို့လုံးဝအားဆက်ပြီးတော့အားတင်းထားပါ CDM ကိုလုပ်ပေးတဲ့လူတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ် CDM လုပ်တဲ့လူတွေအကုန်လုံး hero တွေပါနောက်ပြီးတော့ generation Z ကိုလည်းအထူးပဲကျေးဇူးတင်တယ်အားကြောင့်မို့ CDM မှာပါဝင်ပေးကြပါပါလို့ ဒါပဲလေကျွန်တော်တို့အာဏာရှင်ကိုမကြိုက်ဘူးเนาะ CDM တော့အားလုံးမမေ့ကြပါနဲ့လို့ပြောချင်ပါတယ်မေစုကျော်တော်ပါစေ အဓိကတော့ကိုတို့ဦးတီချက်ကမေစုနဲ့တမရာကြီးကိုမလုပ်ပေးလွတ်ပေးပြီးရင်မေစုနဲ့တမရာကြီးထံကိုအာဏာပြန်အပ်ရပြီဒါထွက်ဖြစ်တာပါဘယ်လိုမျိုးခံစားလို့လဲဆိုတော့အကုန်လုံးဒီနေ့ညနေသူတို့ကသူဆန္ဒပြကြတာပေါ့နော်မဆိုလည်းဒီသူတွေနဲ့တသားရဲဆိုတာကိုသူတို့လာပြီးတော့ပူပေါင်းပြီးတော့တသားရဲဆိုတာကိုဆန္ဒလာပြတယ်နော်ဒီနေ့ကျွန်တော်တို့ရုပ်ရှင်မိသားစုဝင်တွေအားလုံးကစုပေါင်းပြီးတော့မှကျွန်တော်တို့ဒီတိုက်ပွဲကိုဝင်လာဖြစ်ပါတယ်ဒီချက်ကအပြည့်ရှိပါတယ်ပြည်သူအားလုံးယုံကြည်မှုအပြည့်နဲ့စီးလုံးကြီးလို့ရှိရင်ဒီအာဏာရှင်ကမကြပါဘူးခင်ဗျာအားလုံးပြီးဆုံးသွားပါပြည်သူရှင်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်တကမ္ဘာလုံးမှာရှိတဲ့ပြည်သူတွေလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပြည်သူမှာရှိတဲ့ပြည်သူတွေအားလုံးလည်းလမ်းမှာထွက်ပြီးအခုလိုပို့တောင်းဆိုတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ကတော့အခုနပြောတဲ့ CDM ပေါ့နော် Civil Disobedience Movement ကိုအဓိကထားပြီးတော့အားလုံးဒီကျွန်တော်တို့ကိုယ်တိုင်ရောပဲပါဝင်ပြီးတော့လုပ်ပါပါရှင်ဟုတ်အပြင်ကျွန်တော်ပြောလို့ပါတယ်ကျွန်တော်တို့ရဲ့အောင်မြင်မှုတိုင်းတော့တခုလည်းသိအောင်ဝန်ထမ်းတွေပေါ့နော် CDM မှာအလုံးလုံးဘူးပေါင်းပါဝင်နေပဲဖြစ်ပါတယ်မတို့လှုပ်တဲ့လှုပ်ထိုက်တယ်လို့ထင်တဲ့ဟာမတို့ကိုယ်ခံယူချက်နဲ့ကိုယ်ယုံကြည်ချက်နဲ့ကိုလောက်တာပါဒါကြောင့်မလို့မတို့မှာနောင်တမရှိပါဘူးဟုတ်ဆက်အနာရှင်စနစ်ကိုလုံးဝဆန့်ကျင်နေကြောင်းတနိုင်ငံလုံးအားလုံးမြင်နေရမှာပါဘယ်ချိန်ထိဒီဒါပြောရရင်ဒီပကမ်းမှုပေါ့နော်ပြောကြမှုဘယ်ချိန်ထိပါဝင်သွားမယ်လို့သုံးသပ်ထားလဲပါလို့အဆုံးထိပါဝင်သွားမယ်ပြည်သူတွေကိုပြောချင်တာကျွန်တော်တို့နဲ့အတူ Civil Disobedience ဆိုတဲ့ movement တစ်ခုကိုပါဝင်လှုပ်ရှားပေးပါဒါသူတို့အတွက်အထီးရောက်ဆုံးပါကျွန်တော်တို့ဒီလိုလှုပ်တာဟာသူတို့အတွက်သူတို့ရန်တရားကြီးတစ်ခုလုံးရပ်သွားပြီဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပြည်သူအစိုးရကိုပြန်ပြီးရမှာပါသူ့ကြောင့်တော့ကရောက်တော့ကြသူ့ကြောင့်တော့ကရောက်တော့ကြCDM မှာပါဝင်ဖို့ကအရင်အရေးကြီးပါတယ်ဒီ CDM မှာပါဝင်မှသာပကြီးတို့နိုဝါပန်းနိုင်ကိုအမြန်ရောက်မှာပေါ့နော်အဓိက CDM အရင်အရေးကြီးပါတယ်လို့ပြောချင်ပါတယ်ဒီဇက်ဟိုကျွန်တော်တို့ဘာပြောရမလဲချီးကျူးရမှာသူတို့လေးစားမှာကျွန်တော်တို့ respect ပေးတယ်ဒီကလေးတွေဒီနေ့ကတော့ CDM အဓိကပေါ့နော်အဓိကတော့အခုဝေလာတို့မှာလိုအပ်နေတာ CDM ပေါ့နော်ဒါရုံမတက်ပဲနဲ့ရုံထွက်ကြဆိုပြီးတော့ဒီဆိုင်ဘုတ်တွေနဲ့ဝေလာတို့ဒီမှာရိုက်တယ်ပြီးလို့ရှိရင်ခဏလေးကြိုင်တာတချင်းတွေလည်းစိုးကြမယ်ဝေလာတို့အဲ့တော့ကျွန်တော်တို့လူပညာရှင်တွေအားလုံးကလည်းပြည်သူတွေနဲ့အတူအေးတူပူမြအတူတူရှိမယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ခင်ဗျာအခုရောက်နေတဲ့သူတွေအားလုံး fighting
အကုန်လုံးဒါပါဝင်တဲ့သူတွေရှိနေဖြစ်တယ်လို့မပါဝင်ရသေးရဲ့ဝန်ထမ်းတွေလည်းအမြဲဆုံးပါဝင်ပေးပါလို့ဒီလေးကနေပြပြတာရက်ခံချင်ပါတယ် ဒီဝန်ထမ်းတွေအားလုံးဒီတဲကနေတော့ပေါ့နော်တိမ်ဝဲစွာနဲ့ရုံးမတက်ခြင်းဖြင့်မိမိရဲ့စံသားကိုထုတ်ဖော်ခြင်းဖြင့်သွေးမြေမကြဘဲနဲ့အကောင်းဆုံးသောနီးနားကိုကျွန်တော်ကြွားတင်ပါတယ် သင်မျိုးဆက်အနာဂတ်အတွက် CDM နဲ့ပူးပေါင်းပေးကြပါ သင်ရဲ့မျိုးဆက်များအနာဂတ်အတွက် CDM နဲ့ပူးပေါင်းပေးကြပါ စစ်အစိုးရလောစီ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 ဟေးဟေးဟာဟာဟေးဟေးဟာဟာ အခုတော်လရေးမှာတော့အဓိကကတော့ CDM ပေါ့ CDM ကအဓိက main ပါပဲ CDM မှာပါဝင်ကြတဲ့သူအားလုံးကိုရွှေကအရန်လေးစားပါတယ်အရန်လဲကျေးဇူးတင်ပါတယ်လို့ အဲကြောင့်ကျွန်တော်တို့စပြီးဒီမှာရောက်နေတာ3ရက်လောက်ရှိတယ် CDM ကိုပို့ပြီးတော့ပါဝင်ပေးကြပါပြောချင်ပါတယ်နော် ဟိုရကလို့ တင်းရဲ့မျိုးဆက်တင်များအနာဂတ်အတွက် CDM နဲ့ပူးပေါင်းပေးကြပါ တက်ပြီးတော့တိုက်ပွဲဝင်ကြပါလို့ပြောချင်ပါတယ် ဟယ်လို ဒီတောင်းပါလေဒီတောင်းပါလေ ဟိုရကလို့ဟယ်လို ဟိုလာကလို့စီရီယာပါဝင်ပေးကြပါ စီရီယာမှာပါဝင်ပေးကြပါအဟောကောင်းတာပါလေဘာမှလည်းပြည်သူတွေမှာတန်းလည်းမရှိလို့ ဟိုရကလို့ ဟုတ်တယ်ပါ ဟယ်လို စီရီယာမှာပါဝင်ပေးပါပြည်သူတွေပေါ်တော့အပေါ်တော့ငါတို့ရဲ့ဘာလို့ကောင်းရင်ယူပဲမဟုတ်တော့ ဟိုရကလို့ အဲ့ဒါမှလည်းကြောက်ကြတော့မဲလားလူငယ်တွေကတော့ပြေးမှချောက်နေနဲ့ရှောင်းနေကြတာလေအကုန်လုံးခါလေးမှာထားနေပြီးတော့မှတော့ ဟိုရကလို့ ကျုံးနေနေတော့ဘယ်တော့မှရှိနေတယ်နားတော့မှရှိနေတယ်လူငယ်တွေကြည့်ရအောင်လား ဟိုရကလို့ ကျေးဇူးပြုပြီးတော့စီရီယာပါဝင်ပေးကြပါဘူးလို့အဲ့ဒီတော့ဘောလုံးပါလေစီရီယာပါဘူးလို့ပေးကြပါ လူငယ်တွေငိုနေတဲ့မျက်ရည်တွေဟာအမားတို့ရားနေမဲ့ကိုတို့ရားလာမဲ့လားစာရေးထက်ပေါ်ပြီးအရေးကြီးနေလားညီမတို့ရဲ့သွေးတွေကိုတစ်စက်လောက်မကြည့်ကြတော့ဘူးလားခဲမှာရှိနေတဲ့လူတွေပေါ့နော်အသက်ငယ်တဲ့ခါလာဝင်တဲ့လုံးနေကြမဟုတ်ဘူးလားထွက်လာခဲ့ပြီပါစီရီယာမှာပူးပေါင်းပေးပါအမားတို့တက်ကြည့်သူတွေအကုန်လုံးရှိနေပါတယ် ကျေးဇူးပြုပြီးတော့နှလုံးသားလေးနဲ့နားထောင်ပြီးတော့ကျွန်တော်တို့ရဲ့စကားကိုနားထောင်ပေးကြပါ ညညနေ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 ပါဘူး။ညညကလေးလေးနေနေ။လမ်းပေါ်မှာရက်တည်နေတယ်ဆိုရင်ကျွန်တော်တို့နိုင်ငံကကိုယ်တို့လက်မှာရှိရဲ့ဒီလို။အဲ့ဒီနိုင်ငံကိုတို့ကက်တင်ပေးရမှာလေကို။အကိုတို့မကက်တင်ပေးရင်ဘယ်သူကကက်တင်ပေးမှာလဲ။ဟုတ်ကျွန်တော်တို့လုံးလို့မရဘူးပြည်သူလေးကို လက်မဆွဲနဲ့ ။ကောင်းပါလေစီရီယာမှာကောင်းပူပေါင်းဝင်ပါစီရီယာမှာပေါင်း ဦးလေးတို့ရုံးဆက် တော့မပြောတော့လေကိုပြည်သူကကလေးတွေအခုဒီကလေးတွေကိုဘယ်လိုရက်စက်တာလဲ။ဟိုဘယ်လိုမရှိဘူးလား။နိုင်ငံကလည်းညီမတို့ကြီးမရှိဘူးလား။မောင်နှမတွေမရှိဘူးလားကို မင်းမရ အဲ့ဒါလေခလေးကိုကြမ်းမဖက်နဲ့နော်ကိုပြဿနာတက်သွားမယ်နော်ဟုတ်ကဲ့တက်တယ်ကျမတက်ဒီမှာပြည့်စုံမှာစစ်တော့ဟမ်ရှင်းရှင်းလည်းဘယ်လိုမှမကြောက်ဘူးတိုင်းမိရဲ့တမိုင်းတဲ့ကိုလူတိုင်းကကိုလို့ကိုလားအခုခလေးတွေကကိုသမီးကိုစားပြီးစားတင်နေတဲ့ရွယ်တွေလေကိုအခုပညာတွေတက်တယ်လေကိုဝန်ထမ်းလေကိုအခုညံညောင်မြန်အခု voice မဖြစ်ဘူးလားယင် pressure နဲ့ကိုရှင်းတန်နေဟလားကိုကိုpressure နဲ့လုံးတာလား pressure နဲ့လုံးတာဒီချိန်မှာကျွန်မပြောတယ်ဒီချိန်မှာကျွန်မပြောတယ်ပြောချင်လို့ပြောတယ်ဘာ ဦးလေးတို့ထံကုန်9ရက်ပဲအများကြီးမတောင်းဆိုဘူး နော်ကိုရင်းစားတယ် ငါတို့ကိုအလုပ်ကိုလုပ် အေးတစ်ဖက်ပိတ်ပဲ အဲတော်သမီးချင်းကို လူတော့လောက်တော့ကျွန်းနေလို့ပြောလဲဦးလေးတို့မနာဘူးမလားဦးလေးတို့လူတော့ကောင်းကောင်းဖို့တသမီးတို့ခြားနေကနေပြတော့လူတော့သူလည်းလောက်တော့ကျွန်းနေတယ် ဘာလို့မရဘူးကျွန်မရက်နေတက်ရှိတယ်နော်နော်ဒါတောင်းသားလေးလာအောင်ရက်ကားလို့ကမျိုးဒါအောင်ရက်တောင်းသားလို့အဲ့လိုလုပ်သွားလို့ရလားလာအောင်ရက်လာသားလို့လားရက်သမိုင်းရဲ့တည့်ရကန်ဖြစ်ချင်ရတယ်ပြည့်ပြည့် ဝင်ရပြီပါကူညီပါဝင်ရတော့ပါကျမတို့ကူညီပေးပါကျမတို့ကူညီပေးပါနော် မိုင်းတည့်ရကန်ဖြစ်ချင်လား ကူညီပေးပါအမကိုဖြစ်တော့လိုက်တယ် ကန်ဖြစ်ချင်လားဟမ်သမိုင်းတည့်ရကန်ရဖြစ်ချင်တယ်လား ဦးလေးတို့အများကြီးမတောင်းဆိုကျွန်တော်တို့စီစဉ်အောင်ပါဝင်လို့ နော်ဒီတမကြီးရှိသွားပါတော့ဆက်စားပေးပါအဲ့ဒီလေးကိုရအောင်ပါဟဲ့ ဟောဘယ်လိုရဲမဟုတ်လား ကျွန်တော်အလုပ်ကျွန်တော်အလုပ် ကျောင်းတော်ကဒီကြရဲမှာလေဒီလိုက်လိုက်ရအကုန်လုံးရေအကုန်လုံးရေတမိုင်းတည့်ရမခံနဲ့တမိုင်းတည့်ရမခံနဲ့တိုက်တဲ့ရက်စပါတိုက်တာလေတိုက်တာလေဟမ်တမိုင်းတည့်ရခံနဲ့
ဝင်တိုင်းလုံးနေပြီးတော့ညံရှင်းတာဓာတ်ပုံရိုက်အဲ့ဒီဟာနဲ့ဓာတ်ပုံရိုက်ပြည်သူတွေနဲ့ကျွန်တော်တတိလေးပေးချင်ပါတယ်ရိုးသိန်းတိုက်ဘွယ်စပေါ်တော့ကို2ရက်တာလိုပါတော့တယ်2ရက်ပဲလိုတော့တယ်เนาะအခုလည်းသိနေတော့တယ်ဖိုင်ဂျီနိုင်ရမည်အောင်ရမည်我的哥哟！ရဲရပါကြာရှုံးပါပြီရဲရပါကြာရှုံးပါပြီဖက်ဆက်ပီတီယာမြစ်ပြတ်ဖက်ဆက်ပီတီယာမြစ်ပြတ်ဖက်ဆက်ပီတီယာမြစ်ပြတ်လုံးရှိတိုင်းနဒီလုံးရှိတိုင်းနဒီလုံးရှိရဲရပါကြာရှုံးပါပြီရဲရပါကြာရှုံးပါပြီရဲရပါကြာရှုံးပါပြီ